1990ခုနှစ်တွေမှာ Esmo ဆိုတဲ့သူကပကြီးပညာရေးမှာတိတ်ကိုတော်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ပကြီးပြပွဲတွေကလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိတာသလိုဒါလူတွေသိမ့်မသိကြသေးတဲ့ Esmo ရဲ့လှုပ်ရချက်ကြောင့်ဖြစ်ပါတယ်။ Esmo ကပကြီးကားတွေကိုသူ့ဖိုးပေးခဲ့တဲ့မော်စာအုပ်တွေကနီလန်းတွေကိုအသုံးပြုပြီးရေးဆွဲတဲ့အတွက်ကြောင့်မလို့ပကြီးကားတွေရဲ့အကြောင်းတွေကတိတ်ကိုအသက်ဝင်နေတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးလူတွေရဲ့အားပေးမှုကိုရရှိတာပဲမဲ့ Esmo ကသူ့အနေနဲ့လူတွေကြိုက်အောင်ပဲပကြီးကားတွေရေးဆွဲနေရတဲ့ဘဝကိုညီးငွေ့နေပြီးတော့သူ့အနေနဲ့ဒီလောကမှာအဓိပ္ပာယ်ရှိပြီးတော့နှလုံးသားနဲ့ခံစားရတဲ့ပကြီးကားတစ်ချက်ကိုရေးဆွဲကျင်နေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့နောက်ထပ်သူ့ရဲ့ပကြီးပြပွဲမှာဆိုလို့ရှိရင်လည်းထုံးစံတိုင်းလူတွေကြိတ်ကြိတ်တုံးအောင်စီကားနေခဲ့ပြီးတော့ဒါ Esmo အတွက်တော့အရာအလုံးကပုံမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ပုံမှန်မဟုတ်တာပကြီးပြပွဲမှာလူတွေအများကြီးတန်းစီနေကြတဲ့အချိန်မှာအနီးနားမှာတယောက်တည်းထိုင်နေတဲ့ကောင်မလေးတစ်ယောက်ကြောင့်ဖြစ်ပါတယ်။ဒီကောင်မလေးကိုမြင်တော့ Esmo ကတိတ်ကိုစူးစမ်းချင်ပြီးသွားတယ်။လူတွေအများကြီးဒီလောက်သူ့ရဲ့ပကြီးကားတွေကိုကြည့်ခွင့်ရဖို့အတွက်တန်းစီနေရတဲ့အချိန်မှာတယောက်တည်းထိုင်နေတဲ့ကောင်မလေးကဘာလို့လဲဆိုတာကိုသိချင်တာနဲ့တာမယ်လူတစ်ယောက်ပုံစံနဲ့ကောင်မလေးကိုသွားမိခဲ့တယ်။ဒီမှာကောင်မလေးမင်းဒီမှာဘာထိုင်လုပ်နေတာလဲအခုချိန်သွားပြီးတော့တမ်းမစီဘူးဆိုလို့ရှိရင်ပကြီးကားတွေကိုကြည့်ခွင့်ရမယ့်အခွင့်အရေးကိုမင်းဆုံးရှုံးရလိမ့်မယ်။ဘာလဲမင်းကဒီပကြီးကားတွေကိုစိတ်ဝင်စားဘူးလားလို့ပြောလိုက်တဲ့အချိန်မှာတော့ကောင်မလေးကငါအနေနဲ့ဒီပကြီးကားတွေကိုကြည့်ခွင့်ရမယ်ဆိုလို့ရှိရင်အရာအလုံးကိုပေးဆက်နိုင်တယ်လို့ပြောတယ်။ဒါဆိုမင်းဘာလို့သွားပြီးတော့တမ်းမစီတာလဲလို့ Esmo ကစိတ်မရှိတဲ့အတန်နဲ့မေးလိုက်တဲ့အချိန်မှာကောင်မလေးကငါအနေနဲ့ဒီပကြီးကားတွေမှာပါတဲ့ကာလာအကြောင်းတွေကဘလောက်လှပကြောင်းနဲ့ဒီပကြီးကားတွေကဘလောက်အသက်ဝင်ကြောင်းကိုငါကြားဘူးတယ်။ဒါမဲ့ဒီကံမကောင်းစွာနဲ့ငါ့ရဲ့မျက်လုံးတွေကမွေးရပါချိုယွင်းနေတဲ့အတွက်ကြောင့်မလို့ဒီပကြီးကားတွေကိုကြည့်ခွင့်မရရှိနိုင်ဘူး။ဒါပေမဲ့ပကြီးပြပွဲကိုလာတဲ့သူတွေပြောကြတဲ့ပကြီးကားတွေအကြောင်းနားထောင်ပြီးတော့စိတ်ကူးယဉ်ကြည့်ဖို့အတွက်ကိုဒီမှာလာထိုင်နေရလို့ကောင်မလေးကပြောလိုက်တဲ့အချိန်မှာတော့ Esmo တယောက်ကတိတ်ကိုအံ့ဩသွားခဲ့တယ်လို့ကောင်မလေးကိုတိတ်သနာသွားခဲ့တယ်။သူကအမြဲတမ်းလူတွေကြည့်ဖို့အတွက်ပကြီးကားတွေဆွဲခဲ့ပေမဲ့တကယ်လိုအပ်နေတဲ့ကောင်မလေးအတွက်သူ့ပကြီးကားတွေကအသုံးဝင်မှသိသွားခဲ့တယ်လို့ကောင်မလေးပေါ်မှာလည်းဂိူးနာတက်ဝင်ပြီးသွားတယ်။ဒီလိုနဲ့ကောင်မလေးရဲ့မိသားစုဝင်တွေကကောင်မလေးကိုအိမ်ပြန်မှုအတွက်လာခေါ်သွားကြပြီးတော့ Esmo ကနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်တဲ့အခါမှာတော့လူနာလို့ပြန်ပြေသွားခဲ့တယ်။ဒီလိုနဲ့ Esmo တယောက်ပကြီးပြဝဲပြီးလို့ပြန်ရောက်တာနဲ့ကောင်မလေးရဲ့အကြောင်းကိုမတွေးဘဲမနေနိုင်ခဲ့သလိုလူနာလေးရဲ့ချစ်ဖို့ကောင်းတဲ့အသွင်ပြင်ဟာသူ့ရဲ့စိတ်ထဲမှာမြင်အောင်နေခဲ့တယ်။သူကလူနာလေးအတွက်တခုခုလုပ်ပေးခြင်းခဲ့ပြီးတော့လူနာလေးဒီလောကကြီးကိုမြင်ခွင့်ရဖို့အတွက်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားနေခဲ့တယ်။ဒီလိုနဲ့သူဖိုးပေးခဲ့တဲ့စာအုပ်ထဲမှာတခုခုများရှိနေမလားဆိုပြီးရှာဖွေခဲ့ပြီးတော့စာအုပ်တစ်ခုမှာသူလိုချင်တဲ့အဖြေတစ်ခုကိုရှာတွေ့ခဲ့တယ်။သူ့အနေနဲ့လူနာလေးရဲ့အမြင်အာရုံကိုပြန်လည်ရရှိအောင်လုပ်ပေးဖို့အတွက်ဆိုလို့ရှိရင်စာအုပ်ထဲကမှော်ဆွဲရည်နဲ့လူနာလေးပုံပါတဲ့ပကြီးကားတစ်ချက်ကိုနှလုံးသားနဲ့ရည်ရွယ်ပြီးတော့ဆွဲပေးရမှာဖြစ်တယ်လို့ဒါလူနာလေးရဲ့အမြင်အာရုံပြန်လည်ရရှိအောင်လုပ်ပေးနိုင်မှာဖြစ်ပေမဲ့ပကြီးစရာကတော့အယောင်တွေကိုနောက်ဆုံးအနေနဲ့ပဲမြင်ခွင့်ရတော့မှာဖြစ်ပါတယ်။ Esmo ကသူ့ရဲ့ပကြီးပညာနဲ့အယောင်တွေကိုစွန့်လွတ်ခဲ့ပြီးတော့လောကကြီးရဲ့အလှပကိုတောင်းတနေတဲ့လူနာလေးကိုရွေးချယ်ခဲ့တယ်။သူကနှလုံးသားနဲ့ရည်ရွယ်ပြီးတော့လူနာလေးရဲ့ပုံကိုမော်ဆွမ်းရည်နဲ့အတူသူ့ဘဝရဲ့နောက်ဆုံးပကြီးကားတစ်ချက်ကိုရေးဆွဲခဲ့ပြီးတော့သူ့ဘဝတစ်လျှောက်လုံးရေးဆွဲချင်နေတဲ့ပကြီးကားတစ်ချက်ကိုချစ်ရတဲ့လူနာလို့ခေါ်တဲ့ဒီမွေးရပါမျက်စိမမြင်တဲ့ကောင်မလေးအတွက်ကိုရွေးဆွဲခဲ့တာလည်းဖြစ်ပါတယ်။ချက်ချင်းဆိုသလိုပဲ Esmo ရဲ့ကဘာဟာအဖြူနဲ့အမဲနှစ်ခုပဲမြင်ရတော့ပြီးတော့သူ့ရဲ့ပကြီးပညာကိုလည်းမေးပြောက်သွားခဲ့တယ်။ဒါပေမဲ့ဒီမနက်ခင်းတိုင်းမှာလူနာလေးကသူ့အနားမှာရှိနေပြီးတော့အချိန်တိုင်းမှာပန်းလေးတွေအယောင်ဟာဘလောက်လှတယ်ဆိုတဲ့အကြောင်းနဲ့မိုးကောင်းကင်ကြီးကတိတ်ကျဲဝန်းလာတဲ့အကြောင်းကိုလူနာလေးပြောမြအောင်နားထောင်နေပါတော့တယ်။တခါတလေမှာကိုယ့်ရဲ့ဖြစ်တည်မှုဟာတချို့သောသူတွေအတွက်အိမ်မက်တစ်ခုဖြစ်နေတတ်ပြီးတော့တခါတလေကြလို့ရှိရင်ကိုမလိုချင်တဲ့အရာတွေကတချို့သူတွေအတွက်တိတ်ကိုတန်ဖိုးကြည့်နေတတ်တယ်။ဒါကြောင့်ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းဟာတန်ဖိုးရှိရဆိုတာကိုယ့်ကိုယ်သတိပေးဖို့တော့မမေ့ပါနဲ့။ဆိုတော့လူမျိုးပုံမြင်လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်အခုမှဖွင့်ထားတဲ့ကျွန်တော်ရဲ့ဒီ story ပိုင်းအိုဇိုင်းလို့ခေါ်တဲ့ Facebook page YouTube နဲ့ TikTok channel တွေကို follow and subscribe channel ကိုကူညီပေးတော့မမေ့ပါနဲ့။ဆိုတော့နောက် video file မှာကျွန်တော်ပြန်ပြီးတွေ့ကြရမယ်။